မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူစူးစမ်းလေ့လာကြမယ့်အကြောင်းအရာကတော့အင်မတန်အရေးကြီးတဲ့အောင်မြင်မှုရဲ့အခြေခံအုံမြင့်လို့ပြောလို့ရတယ်မိမိကိုယ်ကိုယုံကြည်မှုပါပဲဟုတ်ကဲ့ပါရှင်ကျွန်တော်လက်ထက်မှာအောင်မြင်မှုရဲ့အခြေခံကြောက်တိုင်မိမိကိုယ်ကိုယုံကြည်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အရင်းမြစ်စာစုလေးတွေရှိပါတယ်ဆိုတော့ဒီတက်ကအဓိကကြတဲ့အတွေးခေါ်တွေထိုးတွင်းတည်မြင်မှုတွေကိုကျွန်တော်တို့ဆွေးနွေးကြည့်ကြမယ်ပေါ့ဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါဒီနေ့ဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကတော့အဓိကအဖြစ်မိမိကိုယ်ကိုယုံကြည်မှုဆိုတာတကယ်ဘာကိုဆိုလိုတာလဲနောက်ပြီးဘာကြောင့်တခါတလေကိုယ့်ကိုယ်ကိုမယုံနိုင်တယ်လို့ဖြစ်သွားတာလေဆိုတာမျိုးတွေပေါ့ဟုတ်ပါတယ်ပြီးတော့အောင်မြင်တဲ့သူတွေကတော့ဒီယုံကြည်မှုကိုဘယ်လိုလက်တွေ့ပြသချက်တယ်လဲအရေးကြီးဆုံးကတော့လေလက်တွေ့မှာကိုယ်ယုံကြည်မှုကိုဘယ်လိုပြန်တည်ဆောက်မလဲပိုခိုင်မာအောင်လုပ်မလဲဆိုတာတွေကိုနားဝယ်ဖို့ပါပဲလက်တွေ့ကြတဲ့နီးလန်းနေပေါ့နော်ဟုတ်တယ်ဒီရင်းမြစ်တွေကအနှစ်သာရကိုရယူဖို့ကြိုးစားကြည့်ကြတာပေါ့အရင်မြတ်ထက်ကမေခွန်းလေးတစ်ခုနဲ့စားလိုက်ခြင်းတယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလေသူမိထားတာကမနေ့ကဘဝထဲမှာဘသူကမှကိုမယုံကြည်တဲ့အခြေမျိုးကြုံခဲ့ရင်ကိုယ်တိုင်ကတော့ကိုယုံကြည်ခဲ့ရလားတဲ့ဒါတော်အတွေးပွားစရာမေခွန်းမယ်နော်ကိုပြန်မေးကြည့်ရမယ်မေခွန်းမျိုးဟုတ်တယ်ဘာလို့လဲဆိုတော့ဒီစာစုရဲ့အဓိကဆိုလို့ရင်ကဘဝအောင်မြင်မှုဆိုတာကျွန်တော်တို့ထင်တယ်လို့အခွင့်အလမ်းကောင်းတွေပေါ်လာလို့ကြီးပဲမဟုတ်ဘူးဟုတ်ကဲ့မိဘမိတ်ဆွေဆရာသမားတွေအားပေးမှုအများကြီးရလို့ဆိုတာကြီးပဲလည်းမဟုတ်ပြန်ဘူးတကယ်အစာပြုရာကကိုယုံကြည်နေတဲ့စွမ်းရည်အဲ့ဒီအတွင်းစိရဲ့ခွန်အားပေါ်မှာအခြေခံနေတယ်လို့အလေးပေးထားတယ်မှန်ပါတယ်အဲ့ဒီအတွင်းစိခွန်အားကအဓိကပဲကျွန်တော်တို့ကြားဖူးကြမှာပါစိတ်သေးကအတန်တေးသေးလေးဟေးကြားဘူးပါတယ်မင်းမလုံနိုင်ပါဘူးဆိုတာမျိုးတွေဟုတ်ပါမင်းမတန်ဘူးမင်းမလုံလောက်ဘူးအဲ့လိုအတန်လေးဒီအရင်မြမှာတော့အဲ့ဒါတွေကိုကိုယ်အနာဂတ်ကိုတားဆီးနေတဲ့အကြံအတုလို့သုံးထားတယ်အကြံအတုစိတ်ဝင်စားစရာအသုံးလုံးပဲအဲ့ဒီအကြံအတုတွေကိုချော်လွှားနိုင်မှသူတို့ရဲ့အာဏာစက်ကိုချိုးဖျက်နိုင်မှကိုယ့်ဘဝကိုကိုယ်တိုင်ပြန်ပုံဖော်နိုင်မယ်လို့ဆိုထားတယ်ဆိုတော့ကဲဒီစိတ်ဝင်စားစရာအယူဆတွေကိုတစ်ခုချင်းစီဆွေးနွေးကြည့်ကြအောင်ပထမဆုံးမိမိကိုယ်ကိုယုံကြည်မှုဆိုတာဘာလဲဒီအရင်မြင့်မှာရှင်းပြထားတာကလေမိမိကိုယ်ကိုယုံကြည်မှုဆိုတာအခြေခံအပြင်တော့ကိုယ့်ကိုယ်ကိုချစ်ခင်မနိုးမှုတစ်မျိုးပါပဲကိုယ့်ကိုချစ်ခင်မှုဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီမှာဘာထပ်ပေါင်းပြောထားလဲဆိုတာကိုယ့်ရဲ့အကောင်းဆုံးဖြစ်နိုင်ခြေကိုမြင်တတ်ဖို့ပြီးတော့ကိုယ့်မှာရှိတဲ့အားနည်းချက်တွေမပြည့်စုံမှုတွေကိုလည်းရဲရဲဝံ့ဝံ့လက်ခံနိုင်တဲ့စွမ်းရည်ဖြစ်တယ်လို့ဆိုပါတယ်အားနည်းချက်တွေကိုလက်ခံနိုင်တာဒါအရေးကြီးတယ်နော်ရှိတယ်ပြီးပြည့်စုံတဲ့လူသားတယောက်ဖြစ်နေရမယ်လို့မဆိုလိုပါဘူးအရေးကြီးတာကကိုယ့်ရဲ့မပြည့်စုံတာကိုသိလက်နဲ့တောင်ရှစ်ဆက်ဖို့ပိုကောင်းအောင်ကြိုးစားဖို့စိတ်ဆန္ဒနဲ့တဏှိထန်ရှိနေခြင်းဖြစ်တယ်လို့ထွင်ဆိုထားတာပါဒါဟာကိုယ့်အပေါ်ချင်တာမှုပြတာတစ်မျိုးပဲပေါ့အဲ့ဒီပြီးပြည့်စုံစေရမလို့ဘူးဆိုတဲ့အချက်ကတော်တော်အရေးကြီးတယ်လို့ကျွန်တော်လည်းထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူအတိုင်းဝိုင်းမှာတခါလဲပြီးပြည့်စုံမှုဖျားကများတယ်လေဟုတ်ကဲ့အများများပါတယ်အရင်မိထက်ကစကားတခွန်းကျွန်တော်တိုက်တပေါ်ကြတယ်မင်းကမင်းပဲမင်းလိုမျိုးနောက်တယောက်ကဘာပေါ်မှာမရှိဘူးတဲ့မှန်ပါတယ်ဒါတကယ်ကိုအားရှိစရာစကားပဲဒီချက်ကိုတကယ်လက်ခံလိုက်နိုင်ရင်လေတခြားသူတွေရဲ့အောင်မြင်မှုတွေသူတို့ရဲ့ဘဝပုံစံနဲ့ကိုအမြဲတမ်းနိုင်ရှင်နေတဲ့အကျင့်ကနေလွတ်မြောက်ဖို့အားဖြစ်စေနိုင်တယ်လို့ဆိုထားတယ်နိုင်ရှင်မှုကတကယ်တော့ယုံကြည်မှုပျောက်ဆုံးစေတဲ့အဓိကတရားခံနေတဲ့ကတခုလို့တော့挑လို့ရမယ်ထင်ပါတယ်ရှင်ဒီအရင်မြစ်တွေကလည်းအဲ့လိုပဲထောက်ပြနေပုံရတယ်ဒီအချက်ကိုဘယ်လိုမြင်ပါတယ်လဲဟုတ်ပါတယ်အဲ့ဒီနိုင်ရှင်ချင်းရဲ့အန်ဒီယေကိုအရင်မြစ်မှာအတော်လေးအလေးပေးထားပါတယ်ဘာလို့လဲဆိုတော့နိုင်ရှင်လိုက်တာနဲ့ကို့မှာမရှိတာတွေကိုပဲအာယုံစိုက်မိသွားရောဟုတ်တယ်ကို့မှာရှိတာတွေမေ့သွားရောဟုတ်ကဲ့ကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ထူးခြားမှုကိုမေ့သွားစေတတ်လို့ပါလူတိုင်းရဲ့ခရီးလမ်းကမတူဘူးလေသူများရဲ့အခန်းစင်နဲ့ကိုယ့်ရဲ့အခန်းဆက်ကိုတွားနိုင်ရင်ကိုအားငယ်စေဝနာပဲအဖက်တင်မှာပေါ့မှန်လိုက်တာအရင်မြစ်ကတိုက်တွန်းတာကိုယ့်ရဲ့လက်ရှိနေရာကိုယ့်ရဲ့တိုးတက်မှုကိုယ့်ရဲ့စ조사မှုတွေကိုပဲအတိအမှတ်ပြုဖို့တန်ဖိုးထားဖို့ဖြစ်ပါတယ်ဒီလိုကိုလမ်းကြောင်းကိုတန်ဖိုးထားတတ်လာခြင်းကယုံကြည်မှုကိုပြန်တိဆောက်ရမှာအရေးပါတဲ့အုံမြစ်တစ်ခုပါပဲခဲ့နေတဲ့တုန်းပဲအဲ့ဒီယုံကြည်မှုကိမဲ့နေတဲ့ခံစားချက်ကဘယ်ကစရလဲဆိုတာကိုလေဒီစာစုတွေမှာစိတ်ဝင်စားဖွယ်ခွဲချမ်းစိတ်ပြထားတယ်ငယ်ဘဝတွေ့ယုံတွေအဓိကတက်ရောက်မှုရှိနိုင်တယ်လို့ဆိုတယ်ဟုတ်ကဲ့ငယ်ဘဝအရေးကြီးတယ်နော်ဥမာဗျာငယ်ကစာတင်ခါမှာအမတ်နည်းနည်းလေးကြာသွားလို့အပြောခံလိုက်ရတာမျိုးဒါမှမဟုတ်အားကစားမှာတစ်ခါရှုံးသွားတာကိုမင်းကတော့ဒီလောက်ပဲဆိုတဲ့အမှတ်ချက်မျိုးကြားလိုက်ရတာဘာလို့အပြောခံရတာတွေကစိတ်ထဲဆွဲသွားတယ်ဟုတ်တယ်တဆုံတယောက်မထင်မှတ်ပဲပြောလိုက်တဲ့စကားတစ်ခုကကိုယ်စိတ်ထဲအမြင့်တွယ်သွားတာမျိုးပေါ့ဒီလိုတေးသေးလေးတွေစုပုံပြီးကိုယ်စိတ်ထဲမှာမမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာနိုင်ရန်ကြီးတစ်ခုကိုဖြည်းဖြည်းတိဆောက်သွားစေနိုင်တယ်လို့ပုံပေါ်ထားတယ်မမြင်နိုင်တဲ့နိုင်ရန်အဲ့ဒီနိုင်ရန်ကိုငါမဖြစ်နိုင်ဘူးငါမလုံလောက်ဘူး
ဆိုတဲ့အတွေ့အချက်တီနဲ့တီးဆောက်ထားတယ်လို့ဆိုတယ်တော်တော်ကြောက်စရာကောင်းတဲ့ပုံမှုပဲနော် တေးကြပါပဲအဲ့ဒီလိုကိုယ်တိုင်မတိလိုက်ပဲတိဆောက်ထားမိတဲ့နေရန်တွေအန်တရဲ့ကိုအရေးအမြစ်ကတတိပေးထားတယ်ရှင်ဒါပေမဲ့အရေးကြီးတာကဒီနေရန်တွေကိုဖြိုချလို့ရတယ်ဆိုတဲ့အချက်ပါပဲ ဟုတ်ပြီဘလို့ဖြိုးချက်မလဲ ဘလို့ဖြိုချမလဲဆိုတော့ကိုမန်ကန်တဲ့မေးခွန်းတွေဖြတ်မေးချင်းအပြင်လို့အကျင့်တူးထားတဲ့ဥပမာငါတကယ်ဘလို့လူမျိုးဖြစ်ချင်တာလဲ ငါရဲ့တန်ဟိုးတွေကဘာတွေလဲဒီနေ့ငါရဲ့ပန်းတိုင်စီကိုရောက်ဖို့ဘလို့တင်းငယ်တဲ့ခြေလန်းတလန်းကိုငါဆက်လန်းနိုင်မလဲဆိုတဲ့မိခွန်းမျိုးတွေပေါ့ ကိုပြန်မေးရမယ်မေးခွန်းတွေ ဟုတ်ကဲ့ဒီမိခွန်းတွေရဲ့အဖြေကချက်ချင်းကြီးပေါ်လာချင်းမပေါ်လာမှာဒါပေမဲ့အရင်အမြစ်ကအလေးပေးတာကအဲ့ဒီဖြေမှန်းနေဟာအဖြေမှာတွားရှာလို့မရဘူးကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲရှိနေတယ်ဆိုတာကိုလက်ခံယုံကြည်ဖို့ပါပဲ အဖြေကကိုအတွင်းမှာပဲရှိတယ် ဖြန်မေးမြန်းစမ်းစစ်ခြင်းကစားအဲ့ဒီတွန်းစစ်အဖြေလေးကိုရှာတွေ့စေမဲ့နီလန်းချစ်တယ်လို့ဆိုထားပါတယ်ဒါကကိုယ့်အတန်ကိုပြန်နားထောင်တဲ့လေ့ကျင့်ခန်းတစ်မျိုးပဲပေါ့ ကိုအတန်ကိုပြန်နားထောင်ခြင်းဒါစိတ်ဝင်စားဖို့ကောင်းတယ်ဒါကအောင်မြင်ခဲ့တဲ့သူတွေရဲ့ဇလန်းတွေနဲ့လည်းဆက်နေမယ်ထင်တယ်ဒီစာစုတွေထဲမှာ Steve Jobs, Oprah Winfrey, Jack Ma တို့လိုလူသိများတဲ့ပုဂ္ဂိုလ်တွေရဲ့ဥပမာတွေကိုထည့်သွင်းတင်ပြထားတာတွေ့ရတယ် ဟုတ်ကဲ့သူတို့ဥပမာတွေကအားတက်စရာတွေပါ သူတို့သွားခဲ့တဲ့လမ်းကြောင်းတွေရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကလုံးဝမတူကြဘူးဒါပေမဲ့သူတို့အားလုံးမှာတူညီတဲ့အချက်တစ်ခုရှိနေခဲ့တယ်အဲ့ဒါကတော့ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ကိုယုံကြည်တဲ့စိတ် self belief ပဲဖြစ်တယ်လို့ဒီစာစုတွေကမြင်မောင်းထုတ်ပြထားတယ် မှန်ပါတယ်အဲ့ဒီ self belief ကအဓိကတော့ချက်ပဲ Oprah Winfrey ရဲ့အတွေ့အကြုံကိုဒီစာစုမှာတင်ပြထားပုံကစိတ်ဝင်စားစရာပဲသူကမင်းကနဲ့အတွင်းကသတင်းစကားကိုယုံကြည်မယ်ဆိုရင်နင်ဘဝကိုပြလဲဖန်တီးနိုင်တယ်လို့ပြောခဲ့တဲ့ အတွင်းစိတ်ရဲ့သတင်းစကား ဒီအရင်မြစ်တွေကဒီစကားကိုမကြရတ်အားပေးစကားတတ်မဟုတ်ပဲလက်တွေ့ဘဝကိုပြောင်းလဲဖို့ဗျူဟာတစ်ခုလို့တင်ပြထားတာတွေ့ရတယ်ကိုအတွင်းစိတ်ရဲ့ခေါ်တဲ့ကိုယုံကြည်လိုက်တာနဲ့အခြေအနေတွေတစ်ခုလုံးကိုပြောင်းပြန်လာနိုင်ခဲ့တယ်လို့ဆိုလိုပုံရတယ် ဟုတ်ပါတယ် အဲ့ဒီအတွင်းစိတ်သတင်းစကားကိုဘလို့နားထောင်ရမလဲဆိုတာကိုတော့အရင်မြစ်မှာထပ်ပြောထားသေးလား ကောင်းတဲ့မိကုံးပါရှင်အရင်မြစ်မှာတိုင်းရိုက်နီလန်ဆင့်ဆိုတာထက်လေအဲ့ဒီအတွင်းစိတ်သတင်းစကားကိုနားထောင်မှုဆိုရင်အရင်ဆုံးကိုပတ်ဝန်းကျင်ကစွညံတန်တွေကိုစိတ်ထဲကတန်းရဲ့တန်တွေကိုခဏတိတ်ဆိတ်အောင်လုပ်ဖို့လိုအကြောင်းညွှန်းဆိုထားတယ် အသံတွေကိုတိတ်ဆိတ်အောင်လုပ်ဖို့ ဟုတ်ကဲ့ဆိုလိုတာကတရားထိုင်တာမျိုးဒါမှမဟုတ်ကိုနဲ့ကိုအေးအေးဆေးဆေးတွေးတောဆင်ချင်းပေးတာမျိုးပေါ့အဲ့ဒီလိုငြိမ်သက်တဲ့ချီမှာကိုယ့်ရဲ့တကယ့်စန္ဒတကယ့်ရီမန်းချက်ကဘာလဲဆိုတာပို့ပြီးချင်းရှားလာတတ်တယ်လို့ဆိုပါတယ် Oprah ရဲ့ဥပမာမှာဆိုရင်သူမဟာအခက်အခဲပေါင်းများစွာကြုံခဲ့ပေမဲ့ကိုယ့်အတန်ကိုယ့်ခံယူချက်ကိုယုံကြည်ပြီးရှစ်ဆက်ခဲ့လို့ဒါမီဒီယာလောကမှာထိတ်ကြောင်းရောက်ခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်ဒါဟာစိတ်ကူးရင်ဆန္ဒမဟုတ်ပဲအတွင်းစိတ်ရဲ့လမ်းညွှန်မှုကိုလိုက်နာခြင်းရဲ့အကျိုးရလဒ်လို့ဆိုနိုင်ပါတယ် ကျမရဲ့ဇလန်းဆိုရင်လည်းကြည့်လေဗျာသူ KFC မှာလို့သွားလျှောက်တာလူ20လေးရောက်တော့သူတရုတ်ပဲအပယ်ခံရတယ်တဲ့ ဟုတ်တယ်နော်ကြောက်ဘူးတယ် တခြားအလုပ်တွေအများကြီးမှလည်းအချင်းချင်းပယ်ချခံရတယ်တကယ်တော့တော်ယုံလူဆိုလက်လျှော်သွားလောက်ပြီ ဟုတ်ပါ ဒါပေမဲ့သူကအာလီဘာဘာကိုတီထောင်ပြီးကဘာကျော်အောင်လုပ်နိုင်ခဲ့တယ်ဒီလောက်ထိပယ်ချခံရတာတွေများနေတဲ့ကြာကသူ့ကိုရှေ့ဆက်သွားစေခဲ့တဲ့အဓိကစွမ်းအားကဘာဖြစ်မလို့အရင်အမြစ်ကထောက်ပြထားလဲသူ့ရဲ့ကိုယုံကြည်မှုကဘလို့ပုံစံမျိုးလဲ ဒီအချက်နဲ့ပတ်သက်ပြီးအရင်မြစ်က Jack Ma ရဲ့ယုံကြည်မှုဟာအပြင်လောကရဲ့အတိမဖြူမှုexternal validation ပေါ်မှာလုံးဝမိခိုမနေခဲ့ဘူးဆိုတာကိုအဓိကထားပြောထားပါတယ်ရှင် အပြင်ကအတိမတ်ပြုမှုကိုဂရုမစိုက်ဘူး ဟုတ်ကဲ့သူပယ်ချက်ခံရတိုင်းငါမတော်လို့တွေးမဲ့အစားဒီအခွင့်အရေးကငါနဲ့မကိုက်ညီသေးလို့ဒါမှမဟုတ်သူတို့ကငါအလားကိုမမြင်သေးလို့ဆိုတဲ့ပုံစံမျိုးနဲ့ရှုမြင်ခဲ့တယ်လို့သုံးသပ်ထားပါတယ် ရှုမြင်ပုံပြောင်းလိုက်တာပေါ့ ဟုတ်ပါတယ်သူ့ရဲ့ယုံကြည်မှုကငါဟာတန်ဖိုးရှိတယ်ငါမှစိတ်ကူးအိမ်မဲ့ရှိတယ်အချိန်တိုင်းငါလုတ်ပြနိုင်တယ်ဆိုတဲ့အတွင်းစိတ်ရဲ့ခိုင်မာတဲ့ယုံကြည်ချက်အပေါ်မှာတိဆောက်ထားတာပါဒါကြောင့်အပင်ကဘလောက်ပဲငင်းပယ်နေပါစေသူ့ရဲ့အတွင်းစိတ်ယုံကြည်မှုကမပြောင်းလဲပဲရှေ့ဆက်ဖို့တွန်းအားထစေခဲ့တယ်လို့ဆိုပါတယ် ဒါတကယ်အားချစရာအတွေးခေါ်ပဲဒီဥပမာတွေကနေကျွန်တော်တို့နားလည်လိုက်တာကလူတယောက်ချင်းစီရဲ့ဘဝချင်းနဲ့ရှောက်ရမယ်လမ်းကြောင်းတွေကကွဲပြားနိုင်တယ် Steve Jobs တို့နီးပညာမှာတော်ခြင်းမှာတော်မယ် ဟုတ်ကဲ့ Oprah လို့စကားပြောကောင်းခြင်းမှာကောင်းမယ် Jack Ma လို့စီဝိုင်းကြီးတည်ထောင်နိုင်ခြင်းမှာတည်ထောင်နိုင်မယ်ဒါမဲ့ဒီအရင်မြတ်တွေကထောက်ပြနေတဲ့အခြေခံမူကတော့အတူတူပဲ အတူတူပါပဲ ဘယ်လမ်းကိုပဲရှောင်နေလေဖြစ်စေကိုရီမန်းချက်ကိုရောက်ဖို့ကိုအလားအလာကိုအပြည့်အဝတုံးချနိုင်ဖို့အတွက်ပထမဆုံးလိုအပ်တာက
ကိုအရင်ဆုံးယုံကြည်ဖို့ပဲဆိုတဲ့အချက်ပဲ လုံးဝမှန်ပါတယ်အဲ့ဒီချီဖတ်မှုကိုနားလည်ပြီးတဲ့နောက်မှာတော့အရေးကြီးတာကလက်တွေ့ဘဝမှာရောဒီယုံကြည်မှုကိုဘယ်လိုတိဆောက်မလဲဘယ်လိုပြုစုပြောထောင်မလဲဆိုလဲမေးခွန်းပေါ်လာတာကို ဟုတ်ပြီအဲ့ဒါရေးကြည့်ဆုံးပဲ ဒီအတွက်လည်းအရေးမြစ်မှာအတော်လေးလက်တွေ့ကြပြီးလှုပ်ဆောင်နိုင်တဲ့ကြံပြုချက်ကြီးကိုစူးစီးပြီးထားတာတွေ့ရတယ် ကောင်းပြီဒါဆိုရင်အဲ့ဒီလက်တွေ့လှုပ်ဆောင်နေတဲ့အချက်တွေကိုတစ်ခုချင်းစီဆက်ကြည့်ကြရအောင်ပထမဆုံးအချက်ကစိတ်ဝင်စားဖို့ကောင်းတယ်ကိုပြောဆိုတဲ့ပုံစံ self talk ကိုပြောင်းလဲဖို့တိုက်တွန်းထားတယ် ဟုတ်ကဲ့ self talk ဥပမာအရင်ကစိတ်ထဲမှာဖြစ်ဖြစ်အပြင်မှာဖြစ်ဖြစ်တခုခုကြုံလာရင်ဒါတော့ငါနဲ့မဖြစ်နိုင်တော့ပါဘူးလို့အလိုလိုတွေးမိပြောမိတတ်တဲ့အချင်းအစားလေး အဲ့လိုအလွယ်တကူတွေးမိခဲ့တယ် အဲ့ဒီစာကောင်းပြီငါဒါကိုစူးစမ်းကြည့်မယ်ဒါမှမဟုတ်ဘလို့ဖြစ်နိုင်အောင်လုပ်ရမလဲစဉ်းစားကြည့်မယ်ဆိုတဲ့စကားလုံးလေးနဲ့အစားထိုးကြည့်ဖို့ပြောထားတယ်ဒီလောက်တင်းငယ်တဲ့စကားလုံးအပြောင်းလဲလေးကဘလောက်ထိတက်ရောက်မှုရှိနိုင်လို့လဲ ဒီအချက်နောက်ွယ်ကစိတ်ပညာသဘောတရားကိုအရင်မြင့်မှာရှင်းပြထားတာကလေကျမတို့သုံးတဲ့စကားလုံးတွေဟာကျမတို့ရဲ့အတွေ့အခေါ်နဲ့ခံစားချက်တွေကိုတိုက်ရိုက်ပုံဖော်လွှမ်းမှုရှိလိုပါပဲ စကားလုံးတွေကအတွေ့ကိုလွှမ်းမိုးတယ် ဟုတ်ကဲ့မခင်နိုင်ဘူးလို့ထက်ခါပြောနေရင်ဦးနောက်ကအဲ့ဒါကိုအမှန်တရားတစ်ခုလို့လက်ခံသွားပြီးစ조사ခြင်းစိတ်ကိုပိတ်ပင်လိုက်တတ်ပါပဲဒါပေမဲ့စ조사ကြည့်မယ်လို့ပြောင်းလိုက်တဲ့အခါဖြစ်နိုင်ခြေအတွက်တကားကိုဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားပြီးဦးနောက်ကိုဖြည့်ရှင်းနေရှာဖို့လှုံ့ဆော်ပေးရရောက်တယ်လို့ဆိုပါတယ် ဩဦးနောကိုလှုံ့ဆော်ပေးတာပေါ့ ဟုတ်ပါတယ်ဒါကချက်ချင်းအကြီးရဲ့ပြောင်းလဲသွားတာမျိုးမဟုတ်ပေမဲ့စိတ်ရဲ့ဥတီချက်ကိုတဖြည်းဖြည်းပြောင်းလဲပေးတဲ့အစဖြူခြင်းတစ်ခုပါပဲရှင် ဒုတိယချက်ကတော့တင်းငယ်နဲ့အောင်မြင်မှု small wins တီကိုအတိမတ်ဖြူဖို့ဂုဏ်ယူဖို့လို့ဆိုထားတယ် ဟုတ်ကဲ့ small wins ဥပမာမနေ့ကကိုပုံမှန်မလုပ်ဖြစ်တဲ့လေ့ကျင့်ခန်း15မိနစ်လုပ်ဖြစ်လိုက်တယ်ဒါမှမဟုတ်အလုပ်တစ်ခုကိုအချိန်မီပြီးအောင်လုပ်နိုင်လိုက်တယ်ဒီလိုမျိုးတွေကိုတင်းငယ်တယ်လို့သဘောမထားပဲကိုမှတ်သားဂုဏ်ယူပေးဖို့တိုက်တွန်းထားတယ် ကိုကွန်ပျူတာပေါ့ ဟုတ်တယ်အောင်မြင်မှုဆိုတာတနေ့တည်းနဲ့တောင်ကြီးတစ်ခုတက်လိုက်တာမျိုးမဟုတ်ပဲဒီလိုတင်းငယ်တဲ့အောင်မြင်မှုလေးတွေစုပုံရကနေတိဆောက်ရတာဖြစ်တယ်လို့ဆိုတယ်ဒီအချက်ကိုဘယ်လိုထပ်ချင်းပြထားသေးလဲဘာကြောင့်လဲဆိုတော့တင်းငယ်တဲ့အောင်မြင်မှုတစ်ခုချင်းစီဟာကိုယ့်ရဲ့အတွင်းစိတ်ထဲကငါမလုံနိုင်ဘူးဆိုတဲ့အတန်ကိုခြေဘက်ထပ်တဲ့အထောက်ထားတစ်ခုဖြစ်သွားလို့ပါပဲ တက်တေပြလိုက်တာပေါ့ ဟုတ်ကဲ့ဒီလိုအောင်မြင်မှုတက်တဲ့လေတဲ့များစုမိလာတဲ့အခါငါလုံနိုင်တဲ့ဆိုတဲ့ယုံကြည်ချက်ကတဖြည်းဖြည်းပိုခိုင်မာလာတာပါဒါဟာကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုကိုယ်တိုင်လက်တွေ့တက်တည်ပြနေတာဖြစ်တဲ့အတွက်အပြင်ကချီးကျူးစကားတွေထက်တောင်ပိုပြီးအတွင်းစိတ်ကလို့အားဖြည့်ပေးနိုင်တယ်လို့ဆိုပါတယ် ကိုယ်တိုင်ထိတာကပိုခိုင်မာတာပေါ့ ဟုတ်ပါတယ်အောင်မြင်မှုဆိုတာတကယ်တော့အောင်မြင်မှုတည်တည်လေးရဲ့စုစည်းမှုတစ်ခုဖြစ်တယ်ဆိုတဲ့အမြင်ကိုမွေးမြူဖို့အရေးကြီးကြောင်းညွှန်ဆိုထားတယ်ပါ တတိယအချက်ကတော့ကိုယ့်ပတ်ဝန်းကျင်ကိုတိတိကျကျရေးကျယ်ဖို့ပါကိုအမြဲအိပ်ဖြစ်တင်တဲ့သူတွေစိတ်တကြအောင်ပြောတတ်တဲ့သူတွေ toxic ဖြစ်တဲ့သူတွေပေါ့ဟုတ်တယ်ကိုယ့်အိမ်မက်တွေကိုလောင်ပြောင်တတ်တဲ့သူတွေနဲ့အတက်နိုင်ဆုံးအချိန်ဖြုံးတာကိုချော့ချပြီးကိုယ့်လိုပဲရှေ့ဆက်ဖို့စ조사နေတဲ့သူတွေအပြုသဘောဆောင်တဲ့သူတွေစိတ်အားထက်သန်တဲ့သူတွေနဲ့ပိုပြီးပေါင်းသင်းဖို့အကြံပြုထားတယ် ဒါကတော့အရေးကြီးမှန်းသိကြပါတယ် ဒါပေမဲ့ဒီအရင်မြင့်မှာဒီအချက်ကိုဘယ်လိုရှုထောင့်ကနေအလေးပေးထားပါသလဲ ဟုတ်ကဲ့ဒီအချက်ကရိုးရှင်းတယ်လို့ထင်ရပြီမယ်သူ့ရဲ့အရေးပါပုံကိုအရင်မြင့်မှာအလေးထားရှင်းပြထားပါတယ်ရှင်လူဆိုတာပတ်ဝန်းကျင်ရဲ့လွမ်းမိုးမှုကိုအလေးတကူခံရတတ်တဲ့တ attva ဖြစ်တဲ့အတွက်ကိုယ့်ပတ်ဝန်းကျင်ကကိုယ့်ရဲ့ယုံကြည်မှုကိုအားဖြည့်ပေးနိုင်တယ်လို့ဖြည့်ဆည်းပြနိုင်တယ်လို့ဆိုပါတယ် အားဖြည့်နိုင်တယ်လို့ဖြည့်ဆည်းနိုင်တယ် ဟုတ်ပါတယ်အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ကကိုယ့်ကြိုးစားမှုကိုအတိအမှတ်ပြုတယ်အားပေးတယ်ဖြစ်နိုင်ခြေတွေကိုမြင်အောင်ကူညီပေးတယ်အဖြစ်သဘောဆောင်တဲ့ပတ်ဝန်းကျင်ကတော့တန်တရာတွေကြောက်စိတ်တွေအကန့်အသတ်တွေကိုပဲထခါအတိပေးနေတတ်တယ် ဆွဲချနေတယ်လို့မျိုးပေါ့ ဟုတ်ကဲ့ဒါကြောင့်ကိုယုံကြည်မှုကိုတိဆောက်နေချိန်မှာအစိတ်အတောက်ဖြစ်စေတဲ့ပဝင်းကျင်ကိုတတ်နိုင်တဲ့လောက်ရှောင်ရပြီးအားဖြည့်ပြီးတဲ့ပဝင်းကျင်ကိုရွေးချယ်ခြင်းဟာကိုယ့်ရဲ့အတွင်းစိတ်တိုက်ပွဲမှာအရေးပါတဲ့မဟာဗျူဟာတစ်ခုဖြစ်တယ်လို့ဆိုထားပါတယ် ဒါပေမဲ့တခါတည်းမှာကိုကရှောင်ခြင်းပဲရှောင်လို့မရတဲ့အပြည့်သဘောဆောင်တဲ့ပဝင်းခြင်းတွေလူတွေလည်းရှိနေတတ်တယ်လေ ဟုတ်ကဲ့ကြုံရတတ်ပါတယ် ဥပမာမိသားစုဝင်တယောက်ရောက်ဒါမှမဟုတ်အလုပ်ဖော်ကိုင်ဖက်တယောက်ရောက်ဖြစ်နေတာမျိုးပေါ့အဲ့လိုအခြေအနေမျိုးအတွက်ရောအရင်အမြတ်မှာလမ်းညွှန်ချက်ပေးထားတာမျိုးရှိသလား ဒီအချက်နဲ့ပတ်သက်ပြီးတိုက်ရိုက်ဖြစ်ချင်ကိုအသေးစိတ်ဖော်ပြမထားပေမဲ့တွယ်ဝိုက်တဲ့လမ်းညွှန်ချက်တွေတော့ပါပါတယ်ရှင်အဓိကကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနေနည်းမဲ့ boundaries ကိုကာကွယ်ဖို့ပါပဲ boundaries ထားဖို့ ဟုတ်ကဲ့ဆိုလိုတာကသူတို့ရဲ့အပြတ်သဘောဆောင်းတဲ့စကားတွေအဖြူမွေတွေကိုကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖို့ကိုယ့်ရဲ့ယုံကြည်ချက်တွေပေါ်တက်ရမှုမရှိအောင်တက်နိုင်တဲ့လောက်စိတ်ပိုင်းဆိုင်ရာအကောက်အွယ်ပြုလုပ်ထားဖို့လိုတယ်လို့ဆိုလိုရင်းဖြစ်ပါတယ်
ဒါကနောက်ပိုင်းဆွေးနွေးမဲ့ထန်တရားဝင်သူတွေကိုကင်တွယ်ခြင်းဆိုတဲ့အပိုင်းနဲ့လည်းဆက်ဆက်နေပါတယ်အဓိကတော့သူတို့ရဲ့အမြင်ကိုကိုယ့်ရဲ့အမှန်တရားဖြစ်ခွင့်မပေးဖို့ပါပဲ ကောင်းပြီနောက်ဆုံးလက်တွေ့လှုပ်ဆောင်ချက်အနေနဲ့ကတော့ကိုယ့်အပေါ်မှာသဘောထားကောင်းစေမယ့်အားပေးစကားလုံးတွေကိုကိုပြောပေးဖို့ပါ affirmations ပေါ့နော် ဟုတ်တယ်ဥပမာမနက်တိုင်းမှန်ကြည့်တဲ့အခါကိုယ့်မျက်လုံးကိုစိုက်ကြည့်သည်ငါကတန်ဖိုးရှိတယ်ငါပြောင်းလဲနိုင်စွမ်းရှိတယ်ငါဒီနေ့အတွက်အကောင်းဆုံးစူးစမ်းမယ်ဆိုတာမျိုးအတန်ထွက်ပြီးဖြစ်ဖြစ်စိတ်ချက်ကဖြစ်ဖြစ်ပြောဖို့တိုက်တွန်းထားတယ်ဒါကပထမအချက်ဖြစ်တဲ့ self down နဲ့ဆင်းတယ်လို့ပဲနော်ဘာများထူးခြားသွားလို့လဲ ဟုတ်ပါတယ်ဒါက self talk ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ်မယ်ပိုပြီးတိကျရဲ့ရည်ရွယ်ချက်ရှိတဲ့အလေးချင်း intentional practice တခုလို့ဆိုနိုင်ပါတယ်ရှင်ဒီလိုကိုအဖြူတဘိုးဆောင်တဲ့စကားလုံးတွေနဲ့မှန်ပြောဝေးခြင်း affirmations လုံးချင်းဟာကိုယ့်ရဲ့မသိစိတ် subconscious mind ကိုတဖြည်းဖြည်းပြန်လဲပုံသွင်းတဲ့နီလန်းတစ်ခုလို့အရင်မြင်မှာရှင်းပြထားပါတယ် မတိစိတ်ကိုပြန်ပုံသွင်းတာ ဟုတ်ကဲ့ညစင်ကလေးကဆွဲမဲနေတဲ့ငါမလုံလောက်ဘူးဆိုတဲ့အတွင်းစိတ်အစည်းအစဉ်ကိုငါလုံလောက်တယ်ငါတန်ဖိုးရှိတယ်ဆိုတဲ့အစည်းအစဉ်တစ်နဲ့အစားထိုးဖို့ကြိုးစားတာပါဒါကိုတရက်နေ့အလုံးယုံနဲ့ထူးမှာမဟုတ်ပေမဲ့နေ့စဉ်မှန်ပြုလုပ်သွားတဲ့အခါကိုယ့်ပေါ်အုံမြင်နဲ့ကိုယ်ခံစားချက်ကိုတိတိတသားပြောင်းလဲလာစေနိုင်တယ်လို့ဆိုထားပါတယ် ဒီလက်တွေ့လှုပ်ဆောင်ချက်တွေကတကယ်တန်ဖိုးရှိပြီးလှုပ်ကြည့်တဲ့အရာတွေပဲဒါပေမဲ့ကိုဘလောက်ပဲစ조사ကိုယုံကြည်အောင်စ조사နေပေမဲ့အပြင်လောကမှာကိုယ့်အပေါ်မယုံကြည်တဲ့သူတွေတန်တရားမျက်လုံးနဲ့ကြည့်တဲ့သူတွေနဲ့ကြုံရောက်အောင်မှာပဲမဟုတ်လား ဟုတ်ကဲ့ဒါကတော့ရှုံလဲလို့မရပါဘူး ဒီအရင်မြင့်မှာအဲ့ဒီအချင်းတွေကိုဘလို့ကင်တွဲဖြည့်ရှင်းရမလဲဆိုတာကိုလည်းပြောတာစိတ်ဝင်စားစရာပဲတချို့လူတွေအတွက်ကိုယ့်ရဲ့အိမ်မက်ဒါမှမဟုတ်ရင်းမှန်းချက်ကသူတို့အမြင်မှာအယမ်းကြီးလွန်းနေလေလက်တွေ့မကြဘူးလို့ထင်နိုင်တာကြောင့်မယုံကြည်ရမျိုးဖြစ်နိုင်တယ်လို့ဆိုတယ် ဟုတ်ပါတယ်အဲ့ဒီလိုအချင်းကြီးမျိုးကြုံလာတဲ့အခါဘယ်လိုတုံ့ပြန်မလဲဆိုတော့ ਨੇ ပတ်သက်ပြီးအရင်မြစ်ကအတော်လေးထူးခြားပြီးလက်တွေ့ကျတဲ့နီးဖြူဟာတစ်ခုကိုအကြံပြုထားတယ်ရှင် ဟုတ်ဘလို့နီးဖြူဟာမျိုးလဲ အဲ့ဒါကနားထောင်ပါခံစားပါတို့ဝင်မဲမလျှောက်ပါနဲ့ဆိုတဲ့သုံးစိတ်နီးလမ်းပါပဲ နားထောင်ခံစား ဟုတ်ကဲ့ပထမဆုံးနားထောင်ပါဆိုတာကသူတို့ဘာကြောင့်စိုးရင်ကြလဲဘာကြောင့်တန်တရားဝင်နေဆိုတာကိုစိတ်ရှည်ရှည်နဲ့နားထောင်ပေးလိုက်ဖို့ပါဒုတိယခံစားပါဆိုတာကသူတို့ရဲ့စိုးရင်ပူပန်မှုမေတ္တာနဲ့တတိပေးခြင်းတဲ့စိတ်သူတို့ဘက်ကအဲ့လိုခံစားရတဲ့ဆိုရင်ပေါ့လေကိုအတိမပြုပေးဖို့နားလိုက်ပေးဖို့ကြိုးစားတာပါ သူတို့ရဲ့စေတနာကိုအတိမပြူတာပေါ့ ဟုတ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးတတိယအဆင့်တို့ပေမဲ့မလျှောက်ပါနဲ့ဆိုတာကသူတို့ပြောတဲ့အကိုင်းသူတို့ရဲ့တန်တရားတွေကြောက်စိတ်တွေအတိုင်းလိုက်ပြီးကိုယ့်ရဲ့လမ်းကြောင်းကိုမပြောင်းလဲလိုက်ဖို့ကိုယ့်ရဲ့ယုံကြည်ချက်ကိုမစွန့်လွတ်လိုက်ဖို့ပါပဲ ကိုလန်ကိုဆက်လျှောက်ဖို့ ဟုတ်ကဲ့ကိုယ့်ရဲ့ခီးရဲကျွတ်နောက်ဆုံးဆုံးဖြတ်ချက်ချပိုင်ခွင့်ကကို့မှာပဲရှိတယ်ဆိုတာကိုအခိုင်အမာတတိယနေဖို့အလေးပေးထားပါတယ်ရှင် ဝေါအဲ့ဒီနားထောင်မှာခံစားပါတို့ပေမဲ့မညောက်ပါနဲ့ဆိုတဲ့နီးဖြူဟာကတော်တော်လက်တွေ့ကြပြီးဟန်ချစ်ညီပုံပဲသူတစ်ပါးရဲ့အမြင်ကိုလေးစားမှုပြရင်ကိုယ်ယုံကြည်ချက်ကိုလည်းခိုင်မာစုပ်ကင်ထားနိုင်မယ့်နီးလန်းတစ်ခုပေါ့ ဟုတ်ပါတယ်ဟုတ်ပါတယ် ဒါကတကယ်ကိုအတုံးဝင်မဲ့အချက်ပဲနောက်တစ်ခုကြုံရတတ်တာကကိုယ်တိုင်စိတ်တက်ကြတဲ့အခါအာရုံလက်ခံမျိုးပါ အဲ့ဒါခက်ဆုံးပဲ ကိုကစူးစမ်းနေတယ်ဒီအချင်းပြူချက်တဲ့အတိုင်းလဲလိုက်လို့နေတယ်ဒါပေမဲ့မျိုးလင့်တလောက်ရလက်ကချက်ချင်းမမီရသေးဘူးအဲ့ဒီခါမျိုးမှာအရင်ကကိုကိုဒုက္ခပေးခဲ့တဲ့အတွင်းစိတ်တွေကအပြည့်သဘောဆောင်တဲ့အတန်တွေကပို့ကျဲလောင်စာနဲ့ပြန်ထွက်လာတတ်တယ်မဟုတ်လား ဟုတ်ကဲ့ပြက်လာတတ်ပါတယ် ငါပြောသားပဲမင်းမလုံနိုင်ပါဘူးဆိုမင်းခုရက်လိုက်တာပဲကောင်းတယ်ဒီတက်ပို့ပြီးအပင်မခံမနေနဲ့တော့ဆိုတာမျိုးတွေပေါ့ အတိအကျပါပဲအဲ့လိုအခက်ခဲဆုံးအချိန်တွေဟာကိုယ့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုကိုတကက်စမ်းတတ်တဲ့အချိန်ပဲလို့အရင်မြက်မှာဖော်ပြထားပါတယ်ဒီအချိန်တွေကိုရှုံးနေမှုတစ်ခုလို့မမြင်ပဲကိုယ်ယုံကြည်ချက်ဘလောက်ခိုင်မာတယ်လဲဆိုတာကိုစမ်းတတ်တဲ့စိန်ခေါ်မှုတစ်ခုအဖြစ်ရှုမြင်ဖို့တိုက်တွန်းထားတယ် စိန်ခေါ်မှုအဖြစ်ရှုမြင်ဖို့ ဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာဟာဒီလိုအချိန်တွေဟာတခြားချိန်တွေထက်တောင်ကိုယ့်ကိုယ်ပို့ပြီးယုံကြည်ဖို့လိုအပ်တဲ့အချိန်ဖြစ်တယ်လို့ရှင်းပြထားပါတယ်တလောကလုံးကကိုယ့်ကိုမယုံကြည်တော့ဘူးလို့ခံစားရရင်တောင်ကိုတယောက်တည်းကတော့ကိုယ့်ကိုယုံကြည်နေရမယ်ဆိုတဲ့သဘောပါ ကိုကတော့ကိုယုံကြည်နေရမယ် ဟုတ်ပါတယ်ဒီနေရာမှာအရင်မြတ်ကပေးတဲ့အားပေးစကားတစ်ခွန်းကပင်မန်းလာရင်အနားယူပါသို့ပေမဲ့လုံးဝလက်မလျှော့လိုက်ပါနဲ့ don't quit အနားယူဒါပေမဲ့လက်မလျှော့နဲ့ ဟုတ်ကဲ့ခဏနာယူပြီးအားပြန်မွေးပါဒါပေမဲ့အဆုံးသက်အရှုံးမပေးလိုက်ဖို့အရေးကြီးကြောင်းဆိုလိုတာပါအဲ့ဒီလိုအခက်အခဲဆုံးအချိန်တွေမှာ
အကင်ကလူတွေကိုဘလို့မြင်နေတယ်လဲဆိုတဲ့အမြင်တွေထက်ကိုယ့်ရဲ့တွင်းစင်ရဲ့အာယုံစူဆိုင်မှုကိုယ့်ရဲ့ခံယူတဲ့စေတဲကအာယုံကဒါအရေးကြီးဆုံးချစ်တယ်ဆိုတဲ့အချက်ကိုလည်းထက်လောင်းအလေးပေးထားပါတယ်ရှင် တကယ်တော့အစမှပြောခဲ့တယ်လို့ပဲအရာအလုံးရဲ့အစကခုယုံကြည်မှုနဲ့လာတာဆိုတော့အဲ့ဒီယုံကြည်မှုကိုဘလို့အချင်းမျိုးမှမဆိုခိုင်ခိုင်မာမာစုပ်ကင်ထားနိုင်ဖို့ကအဓိကတော့ချက်ပဲဖြစ်နေတာပေါ့ ဟုတ်ကဲ့အထီးကတော့ချက်ပါပဲ ဒါကြောင့်ဒီစာစုတွေနောက်ဆုံးပိုင်းမှာပါဖို့အဓိကတိုက်တွန်းထားလဲဆိုတော့အတိတ်မှာဘလောက်ပဲချင်းတွေဆုံးရှုံးခဲ့ပါစေဘလောက်ပဲယုံကြည်မှုကစ်မဲ့ခဲ့ပါစေအခုဒီအချိန်ကစပြီးပြောင်းလဲဖို့စတင်ဖို့လုံးဝနောက်မကျသေးဘူးဆိုတဲ့အချက်ပါပဲ အချိန်မနှောင်းသေးဘူးပေါ့ ဟုတ်တယ်တခြားဘသူကမှအားကိုးစောင့်ဆိုင်မနေပဲကိုယ့်ဘဝရဲ့ပဲ့ကိုင်းရှင်ကကိုယ်တိုင်ပဲဖွတ်တယ်ဆိုတော့တောင်ယူမှုကိုအပြေအဝလက်ခံလဲဖို့အရေးကြီးပုံကိုပြောထားတယ်ပြီးတော့လေအရာရိုးရှင်းပြီးလက်တွေ့ကြတဲ့အကြံပြရလေချက်ခုလေညီကုန်းချုပ်ထားတယ်တခါလေမှာကိုယ့်ရဲ့ဖုန်းကိုခဏပိတ် social media တွေပတ်ဝန်းကျင်အနောက်ရှက်တွေနဲ့ခဏရှောင်းထပ်ပြီးကိုယ်အတွင်းစိတ်ရဲ့အတန်ကိုညင်ညင်တက်တက်လေးနားထောင်ကြည့်ဖို့ ကိုအချိန်ပေးဖို့ပေါ့ ဟုတ်တယ်တိတ်ဆိတ်မိနစ်စွာကိုယ်နဲ့ကိုယ်ဝေးရှိနေတဲ့အဲ့ဒီအချိန်လေးမှာကိုအားရှိဆုံးအားပေးစကားကိုပြောဖို့တိုက်တွန်းထားတယ်ငါယုံကြည်တယ်ငါလုံနိုင်တယ်ငါအခုရစတင်တယ်ဆိုပြီးတော့ပေါ့ ကိုကတိပေးလိုက်တာမျိုး ဟုတ်တယ်ဒီလိုကိုကတိပြုလိုက်ခြင်းကပြောင်းလဲမှုရဲ့အစဖြစ်နိုင်တယ်လို့ဆိုလိုပုံရတယ်ကောင်းပြီဒီနေ့ကျွန်တော်တို့အတူတကွစူးစမ်းလေ့လာခဲ့ကြတဲ့ဒီအကြောင်းအရာတွေအားလုံးကိုပြန်ပြီးအနှစ်သာရချုပ်ကြည့်ရရင်ပေါ့မိမိကိုယုံကြည်မှုဆိုတာဟာကိုတကယ်လိုချင်တဲ့ဘန်တိုင်ကိုရောက်ဖို့ကိုဘဝကိုလိုချင်တဲ့ပုံစံအတိုင်းပြန်လဲဖန်တီးဖို့အတွက်မရှိမဖြစ်လို့အပ်တဲ့ပထမဆုံးและအခိုင်အမာဆုံးခြေလှမ်းဖြစ်တယ်ဆိုတာပါပဲ ဟုတ်ကဲ့ပါရှင် ကိုလိုအပ်နေတဲ့အရေးချင်းတွေအလားအလာတွေစွမ်းအားတွေအားလုံးဟာကခြားဘယ်နေရာမှာတွားရှာစရာမလိုပဲကိုယ့်ရဲ့အတွင်းစိတ်ထဲမှာကိုယ့်ရဲ့နှလုံးသားထဲမှာရှိနေပြီးသားဖြစ်တယ်ဆိုတာကိုဒီအရင်မြစ်တွေကအဓိကထားတရင်စကားပါလိုက်တာပါပဲ ဟုတ်ပါတယ်ဒီအချက်ကိုထပ်ပြီးအားဖြည့်တဲ့အနေနဲ့အရင်မြစ်ထဲကနားထပ်စိတ်ဝင်စားစရာရှုထောင့်တစ်ခုကိုမျှဝေခြင်းပါတယ်ရှင်အဲ့ဒါကတော့ဘဝရဲ့အချိန်အတိုင်းတောင်နဲ့ပတ်သက်ပြီးပြောထားတာပါ ဟုတ်ကဲ့ဘယ်လိုပြောထားလဲ ဘဝဆိုတာထင်းတဲ့လောက်အလွန်အကျွင်ရှေ့လောနေတာလည်းမဟုတ်တယ်လို့မျောလင်းချက်မဲ့လောက်အောင်အလွန်အမင်းတိုလောနေတာလည်းမဟုတ်ဘူးတဲ့ အလဲအလပ်ပေါ့ ဟုတ်ကဲ့ဆိုလိုတာကမိမိကိုယုံကြည်ခြင်းဆိုရဲစွမ်းအားကိုရှာဖွေတွေ့ရှိပြီးအသုံးချဖို့အချိန်လုံလောက်ရှိနေသေးတယ်ဒီယုံကြည်မှုကိုအခြေခံပြီးဒီဘဝကိုအရင်ကနဲ့မတူတဲ့ပိုမိုအတိတ်ပဲရှိတဲ့ပုံစံနဲ့ဖြတ်တန်းမှုအခွင့်အရေးဟာလူတိုင်းအထက်အခုထိအချိန်မှာရှိနေတယ်ဆိုတာကိုသတိပေးထားတာပါ ဒါကြောင့်ဒီနေ့ဆွေးနွေးမှုကိုဒီအရင်အမြတ်ထဲကအရန်အားစီစရာကောင်းတဲ့နောက်ဆုံးစကားလေးနဲ့ပဲအဆုံးသတ်ချင်ပါတယ်အဲ့ဒါကတော့မင်းကိုယုံကြည်ဖို့စတင်လိုက်တဲ့အချိန်ကတည်းကမင်းဟာပြောင်းလဲနေပြီဆိုတာပါပဲ စတင်လိုက်တာနဲ့ပြောင်းလဲပြီ ဟုတ်တယ်ယုံကြည်မှုကိုစတင်လက်ခံလိုက်တာနဲ့တပြိုင်နက်ပြောင်းလဲခြင်းဖြစ်စဉ်ကအလိုလိုစတင်နေပြီလို့ဆိုလိုတာပါဒီအချောင်းအရာတွေကိုနားဆင်ပြီးတဲ့နောက်မှာကိုပြန်လဲဆင်းကျင်တုံးတက်ကြည့်ဖို့အတွေ့အကြုံချန်ထားခဲ့ခြင်းပါတယ်ဒီနေ့မှာပဲကိုယ့်ရဲ့မိမိကိုယုံကြည်မှုကိုအားဖြည့်ပြီးမယ်ဒီဆွေးနွေးမှုထဲကအကြံပြုချက်တွေနဲ့ကိုက်ညီမယ်ဘယ်လိုတင်းငယ်တဲ့လှုပ်ဆောင်မှုမျိုးတစ်ခုခုကိုကိုယ်တိုင်စတင်ပြီးလက်တွေ့လှုပ်ဆောင်ကြည့်နိုင်မလဲဆိုတာကိုအေးစိတ်စဉ်းစားကြည့်ဖို့တိုက်တွန်းရင်ဒီဆွေးနွေးမှုကိုဒီမှာပဲရနာလိုက်ပါစေ ဟုတ်ကဲ့ပါရှင်